ချစ်ခင်လေးစားရတဲ့ဓမ္မမိတ်ဆွေပေါင်းမင်္ဂလာပါလို့နှုတ်ခွန်းဆက်ပါတယ်ဒီမနေ့မှာကောင်းမွန်စွာနိုးထခွင့်နဲ့အတူဂယုနာတော်အသစ်ကိုခန်းစားရပြီမို့လို့ဖျားခင်ရဲ့ကျေးဇူးတော်ကိုချီးမွမ်းပါတယ်ဒီနေ့တော့ကြီးမြတ်၍တရားစီရင်ပိုင်သောဖျားဆိုတဲ့ခေါင်းစဉ်နဲ့စင်ချင်နှလုံးသွင်းဖို့ရန်ပြင်ဆင်ထားပါတယ်ကျွန်တော်ဖတ်တဲ့ကျမ်းပိုက်ကတော့စာလံ63နဲ့94ဖြစ်ပါတယ်63မှာဘုရားခင်ရဲ့ကြီးမြတ်ခြင်းတကူကြီးခြင်းအကြောင်းကိုဖော်ပြထားတာတွေ့ရပါတယ်ဘုရားခင်ဖန်ဆင်းထားတဲ့လောကရက်တစ်ခုလုံးနဲ့သမုတ်တရားလှိုင်းလုံးတွေကအစဘုရားခင်ရဲ့လက်တော်ထဲမှာရှိပြီးဘုရားခင်ရဲ့တကူကြီးခြင်းအောက်မှာလာရှိတဲ့အကြောင်းကိုဖော်ပြတာတွေ့ရပါတယ်ဒီလောက်ကြီးကျယ်ခမ်းနားတဲ့လောကရက်ကြီးနဲ့ကြောက်မက်ဖွယ်ကောင်းတဲ့လှိုင်းတဘိုးတွေဟာဘုရားသခင်ကိုဝန်ခံကြတယ်ဆိုတာကိုလည်းတုတ်ကပတ်တော်အားဖြင့်တွေ့ရပါတယ်လောကရက်ကြီးတစ်ခုလုံးနဲ့ဖန်ဆင်းခံအရာအလုံးဟာကြီးမြတ်တဲ့ဘုရားသခင်ရဲ့တကူတော်အောက်မှာဘုရားသခင်ကိုဝန်ခံကြသလိုဘုရားသခင်ရဲ့တဒံတော်နဲ့အညီဖန်ဆင်းထားတဲ့ကျွန်တော်တို့လူသားတွေကလည်းဘုရားသခင်ကိုဝန်ခံဖို့ဘုရားသခင်ကိုပြတ်ဝတ်ဖို့ဘုရားရဲ့ကြီးမြတ်ခြင်းလက်တော်အောက်မှာအလိုတော်ကိုဝန်ခံဖို့ပို၍နေဖို့ကောင်းတယ်လို့ကျွန်တော်ကဒီလိုပဲစဉ်းစားမိပါတယ်။ဘာကြောင့်လဲဆိုတော့လူတွေကဘုရားသခင်ရဲ့ကြီးမြတ်ခြင်းနဲ့တကူကြီးခြင်းကိုစန့်ကျင်ပြီးအခြားသောဘုရားတွေနဲ့မိမိကိုယ်ကိုမိမိချီးမြှောက်လိုတဲ့စိတ်တွေကများတဲ့အခါမှာဘုရားရဲ့အလိုတော်နဲ့စန့်ကျင်တယ်ဆိုတာကိုတွေ့ရပါတယ်။ဘလောက်ပဲဘုရားကိုစန့်ကျင်ကိုဘလောက်ပဲချီးမြှောက်နောက်ဆုံးမှာတော့ဘုရားသခင်ရဲ့ကြီးမြတ်ခြင်းနဲ့တကူတော်အောက်မှာပြတ်ဝတ်ဝန်ခံကြရတာပဲဖြစ်ပါတယ်။ဒါကြောင့်ပထမတစ်ချက်အနေနဲ့တော့စာလံ63ကိုဖတ်တဲ့အခါမှာဒီကြီးမြတ်တဲ့ဘုရားသခင်ရဲ့တကူတော်အောက်မှာပြတ်ဝတ်ဝန်ခံဖို့လိုတယ်လို့စဉ်းစားမိပါတယ်။94ကိုရောက်လာတော့ဘာတွေ့ရလဲဆိုလို့ရှိရင်ဘုရားသခင်ကအပြစ်ပေးပိုင်တဲ့ဘုရားတရားစီရင်ပိုင်တဲ့ဘုရားဖြစ်ကြောင်းကိုဖော်ပြထားတာတွေ့ရပါတယ်။လူတွေကဘုရားသခင်ရဲ့တရားစီရင်ပိုင်ခွင့်ကိုစောတကတက်ကြတယ်ဒါမှမဟုတ်ရင်လည်းဘုရားသခင်ကအပြစ်စီရင်မှာမဟုတ်ပါဘူးလို့မျက်ကွယ်ပြုကြတယ်။ဒါပေမဲ့ဘုရားကိုသိတဲ့သူတွေကတော့ဘုရားကမတရားသဖြင့်ပြုတဲ့ဘုရားမဟုတ်ဘူးတရားသဖြင့်ပြုတဲ့ဘုရားဖြစ်တဲ့အတွက်အပြစ်နဲ့အလျောက်စီရင်မဲဆိုတာကိုသိဖို့လိုတယ်။တခါလေကျွန်တော်တို့ကဘုရားသခင်ကိုမေတ္တာတော်ရှင်ဖြစ်တယ်ဆိုပြီးတော့မှပုံဖော်တယ်။ဘုရားကချစ်တတ်တဲ့ဘုရားဖြစ်တယ်။အပြစ်သားတွေကိုချစ်တယ်ဒီလိုမျိုးကျွန်တော်တို့ကမြင်တယ်။ဒါပေမဲ့တစ်ဖက်မှာလည်းဘုရားသခင်ကအပြစ်ပေးပိုင်တဲ့ဘုရားတရားစီရင်ပိုင်တဲ့ဘုရားဖြစ်တယ်ဆိုတာကိုလည်းမြင်တတ်ဖို့လိုတယ်။ချစ်ချင်းမေတ္တာဘုရားလို့မြင်ရင်တော့အမတန်နူးညံ့သိမ်မွေ့ခွင့်လွတ်တဲ့သဘောကိုတွေ့ရလိမ့်မယ်။တရားစီရင်ပိုင်တဲ့ဘုရားလို့မြင်ရင်တော့အမတန်အမျက်ဒေါသကြီးပြီးတော့အပြစ်နဲ့အလျောက်စီရင်ပိုင်တဲ့ကြောက်မက်ဖွယ်ဖြစ်တယ်ဆိုတာကိုမြင်တတ်ဖို့လိုတယ်။ဒါပေမဲ့ကျွန်တော်တို့ကအဲ့လိုမျိုးကြတော့မမြင်ချင်ဘူး။ဘုရားသခင်ရဲ့စီရင်ပိုင်ခြင်းကိုမေ့လျော့ပြီးတော့မှမေတ္တာတော်ကိုပဲအောက်မေ့တတ်ကြတာတွေ့ရပါတယ်။စာလံဆရာပြောတဲ့စကားကိုကြည့်တဲ့အခါမှာဘုရားသခင်ကမတရားတဲ့သူတွေနဲ့အတူမပေါင်းဘူးတဲ့။အာဓမရာဇပလင်နဲ့လည်းမိတ်မဖွဲ့ဘူးတဲ့။ဘုရားသခင်ရဲ့လူမျိုးတော်အပေါ်မှာမတရားသဖြင့်ပြုမှုနေတဲ့အရာတွေကိုမမြင်နဲ့မကြားတဲ့ဘုရားလည်းမဟုတ်ဘူး။ဒါကြောင့်မလို့မြင်ပြီးကြားပြီးတော့ဒီမတရားမှုကိုဘုရားသခင်ကစီရင်အောင်မှာဖြစ်တယ်ဆိုတာကိုအသေးအချာဖော်ပြထားတာတွေ့ရပါတယ်။ကျွန်တော်တို့လူချင်းတရားစီရင်ခြင်းကိုကြည့်မယ်ဆိုရင်တော့ပတ်စံပေးရင်တရားလွတ်နိုင်တယ်။မျက်နှာကြည့်ရဟင်းပတ်ပါကိစ္စမျိုးတွေကျွန်တော်တို့ဖြစ်နိုင်တယ်။ဒါပေမဲ့ဘုရားသခင်ရဲ့တရားစီရင်ခြင်းကြတော့ဘသူမျက်နှာမှာလိုက်မဲ့ဘုရားမဟုတ်တဲ့အပြင်တန်ရှင်းတဲ့ဘုရားဖြစ်တဲ့အတွက်ကြောင့်မလို့သူဟာတရားနီလန်းတကြစီရင်မှာဖြစ်တယ်ဆိုတာတွေ့ရတယ်။ဒါကြောင့်မလို့တရားစီရင်မဲ့ဘုရားကိုယ်တိုင်ကတရားတဲ့ဘုရားဖြစ်တယ်။တန်ရှင်းတဲ့ဘုရားဖြစ်တယ်။အပြစ်လုံးဝကင်းတဲ့ဘုရားဖြစ်တယ်။ဒါကြောင့်မလို့သူဟာသူ့ရဲ့စံနှုန်းနဲ့အညီလူတွေကိုတရားစီရင်မှာဖြစ်တဲ့အတွက်ကြောင့်မလို့ဘယ်သူမှပြေးလွတ်မှာမဟုတ်ဘူးဆိုတာကိုတော့ကျွန်တော်တက်အပ်သေးချာပြောလို့ရပါတယ်။ဒါကြောင့်မလို့အပြစ်များတဲ့သူတယောက်ကိုတရားသူကြီးကဘလို့တရားစီရင်လဲဆိုတာကိုမျက်လုံးထဲမှာမြင်အောင်ကြည့်ပါ။ဥပမာလူ50ယောက်ကိုတတ်ခဲ့တယ်။ဒါမှမဟုတ်ရင်လည်းအစုလိုက်ပြုံလိုက်ကိုတတ်ခဲ့တယ်။လူမဆန်စွာရက်ဆက်ရုပ်မာပြီးမတရားသဖြင့်ပြုခဲ့တဲ့လူတယောက်ကိုတရားခွင်မှာတရားစီရင်မယ်ဆိုရင်တရားသူကြီးရဲ့လေသံတရားသူကြီးရဲ့မျက်နှာအနေထားတရားသူကြီးရဲ့စီရင်တဲ့အရာတွေကအင်မတန်ကြောက်စရာကောင်းပြီးဒေါသအမျက်
ထောင်းထောင်းထွက်နေမှာသိကြပါတယ်ဒါကြောင့်မလို့ဘုရားသခင်ရဲ့အမျက်တော်ဘုရားသခင်ရဲ့အမျက်တော်လို့ပြောတဲ့အခါမှာဘုရားသခင်ကသိဒေါသကြီးတာပဲဆိုပြီးတော့မှလူတွေကကဲ့ရဲ့တတ်တယ်မဟုတ်ပါဘူးဘုရားသခင်ကအပြစ်များတဲ့လူတစ်ယောက်ကိုတရားစီရင်ခြင်းကိုပုံဖော်တဲ့အခါမှာသူ့ရဲ့အမျက်တော်လို့ဒီလိုပုံဖော်ပါတယ်ဒါကြောင့်ချစ်တော်ညီကိုမောင်နှမတို့မမေ့ဖို့ရန်အကြောင်းကဘုရားသခင်ကကြီးမြတ်တယ်တကူလည်းကြီးတယ်ဒါကြောင့်ဘုရားသခင်ကိုပြတ်ဝတ်ရမယ်တရားစီရင်ပိုင်သောဘုရားလည်းဖြစ်တဲ့အတွက်ကြောက်ရွံ့ဖို့လည်းလိုတယ်ဆိုတာကိုသိဖို့လိုပါတယ်ဘုရားရှင်ကောင်းချီးပေးပါစေဆုတောင်းကြပါစို့ကောင်းမြတ်သောဘုရားကိုရောကိုယေရှုတင်ပါတယ်ဒီနေ့နှုတ်ကပတ်တော်အားဖြင့်ကျွန်တော်ရဲ့အသက်တာမှာကိုရောကိုပြည့်ဝတ်ဖို့လိုကြောင်းအလုံးစုံကိုပိုင်သားတဲ့အရှင်လက်တော်အောက်မှာဒူးထောက်ဖို့လိုကြောင်းသိရပါတယ်ဘုရားသခင်ကမတရားသဖြင့်ပြုသောအမှုတွေကိုစီရင်မယ်ဆိုတာကိုလည်းသိရလို့ယေရှုတင်ပါတယ်ကိုရောဘုရားလောကမှာမတရားသဖြင့်ပြုတဲ့အရာတွေကိုကိုရောမြင်နေကြားတယ်ဒါကိုကိုရောရှင်ဘုရားစီရင်တော်မူပါကိုရောရဲ့အမျက်တော်တွန်းလောင်းတော်မူပါယေရှုတင်နဲ့ကျွန်တော်တို့ပေါ်မှာလည်းဘုရားခင်ရဲ့လက်တော်ရှိပြီးမှကိုရောရဲ့တရားတော်နဲ့အညီကြွေးမွေးပြုစုတော်မူပါယေရှုတင်လက်တနေ့တာကိုဆက်ကပ်တဲ့အခါသခင်ယေရှုခရစ်တော်နာမ၌ဆက်ကပ်အနံဆုတောင်းပါ၏အာမင်